ရီးယားစကားကျန်တဲ့ဗော်လီဘောကားကြည့်လိုက်အဲ့နဲ့ဝါသနာပါတာနဲ့အဲ့မှာသူဈေးချနှောင်းချပြီးပြင်းဦးလွင်မှာဗော်လီဘောပုတ်ဈေးရောင်းရင်းနဲ့စခေါ်တဲ့ချိန်တော့6ပေ2လောက်ပဲရှိသေးတယ်အဲ့ဆိုအဲ့တဲ့ကနေအခုချိန်ဒီဒါတဖြည်းဖြည်းရှင်6ပေ6တိဖြစ်သွားဟုတ်တယ်6ပေ6ဖြစ်သွားမအဲ့ဟာလေအရက်ဘာကြောင့်အဲ့လောက်အရန်ရှိရဘာရင်းနဲ့ရောပတ်သက်လို့အမဒီနိုင်ငံမှာအဲ့လိုစိတ်ရရပါရှိလားရှိတယ်ရှိအဲ့လိုပေါ့အမက30ကျော်တဲ့ချိန်မှာတက်မှန်တစ်ခါရိုက်သေးလေဟုတ်ကဲ့ဟုတ်အမနင်းအယူတွေကတဲ့ဟိုပေါ့နော်20ကျော်အယူတွေလိုပဲတဲ့နှုတွေတဲ့အဲ့လိုပြောမယ်ဆိုရင်တော့ကျေးဇူးရှင်ပေါ့ဗော်လီဘောမှာနံပါတ်1တောင်ထားခြင်းပါကျေးဇူးရှင်ပေါ့အခုချိန်ဒီလဲဗော်လီဘောနဲ့စားနေရပါလာစားထောက်ပံ့မှုနဲ့လေဒီအားကစားပဲဟုတ်ဗော်လီဘောကျေးဇူးရှင်ဆိုနံပါတ်1ပေါ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ဒါလီရိုရဲ့ The Sport Corner ရဲ့ Woman Voice အစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီဘက်ရဲ့ Woman Voice အစီအစဉ်မှာဆိုလို့ရှိရင်တော့ခိုင်းနဲ့မတူပဲ Volleyball အားကစားနည်းကတချိန်ကဒါမြန်မာလက်ရွေးစင် Volleyball အမျိုးသမီးတင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့အများစုကတော့သူ့ကိုချမ်းလို့သိကြပါတယ်နာမည်ရင်းကတော့မတ်ဆန်ဆန်တီဖြစ်ပါတယ်ဆိုတော့သူနဲ့တွေ့ဆုံမေးမြန်းပြီးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါမင်္ဂလာပါညီမဆိုတော့အမနဲ့ကြောက်ပါညီမလေးလည်းမမတ်ပြောရတော့တယ်ဆိုတော့အရင်ဆုံးမအခုလောလောဆယ်တော့ဒါမနာသေးဘူးပေါ့နော်ကစားနေအောင်ပဲပေါ့နော်မနာသေးဘူးဟုတ်ကဲ့ဒါပေမဲ့လက်ရွေးစင်တော့နားလိုက်ပြီနော်လက်ရွေးစင်မှာတော့နားလိုက်ပြီပေါ့ဟုတ်ကဲ့ပါဆိုတော့ကစားအောင်ပါပေါ့လက်ရွေးစင်မှာခေါ်ရင်ကစားအောင်ပါဆိုရမလျှော့သေးတယ်လုံးမလျှော့သေးဟုတ်ကဲ့အခုအမကိုညီမလေးကိုစသတိထားမိတာကတော့အမရဲ့ trademark ဖြစ်တဲ့အရက်အရန်ရှည်ရပါတော့ဆိုတော့အရက်ရှည်နဲ့အမျိုးသမီးရဲ့မှာရှာရှာပါပါ volleyball ကစားသမားဆိုလို့ပြောရင်အမကပဲအကုန်လုံးကချမ်းကိုပဲပြင်းမြင်ကြရပါတော့ဆိုတော့ညီမအစီအစဉ်ကိုဖိတ်ခေါ်ဝင်ရတဲ့အတွက်အရန်ခုံယူမိပါတယ်ဟုတ်အခုလိုပြောခွင့်ရှိရလဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်မဆိုတော့အရင်ဆုံးပရိသတ်တွေသိအောင်အမအရက်ဘယ်လောက်ရှိလဲအမအရက်ကအခုက6ပေနဲ့6လက်မရှိတယ်ဗျာ6ပေ6လက်မစကစားတော့ကတော့6ပေ2ကနေစကစားကစားရင်းနဲ့ရှိလာပါညီမတက်တပေးရှိတယ်ဟုတ်ကဲ့ပါဆိုတော့အမဒါဆိုရင်အမရဲ့ကစားသမားဘွားငယ်ဘွားလေးစလိုက်အောင်ပေါ့နော်ဆိုတော့မကရန်ကုန်စားတီးပါပဲလားရှင်ရန်ကုန်စားတီးမဟုတ်မစကိုင်းတိုင်းဝက်လက်မြို့နေရဟုတ်ကဲ့ရှင်ဆိုတော့တိုင်းပေါ့ဟုတ်ဆိုတော့အမ volleyball ရဲ့မှာဒီ volleyball ဆိုတာ main ကလေးကစားဖို့ညီမတို့အမျိုးသမီး volleyball ကတော့အခုနောက်ပိုင်းအမျိုးသမီးဘောလုံးကတော့အခုနောက်ပိုင်းအရန်ဟိုဖွံ့ဖြိုးလာတဲ့ခါကျတော့ကစားရတဲ့သူတွေများလာပြီပေါ့နော်ဆိုတော့ volleyball နဲ့ပတ်သက်လို့ကြတော့မတို့ခေတ်ကဆိုလို့ရှိရင်လေ volleyball ပို့ပြီးတော့နည်းနည်းနောက်ကျမယ်ထင်တယ်ဒီဘယ်လိုပြောရမလဲအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လေအမ volleyball ဘယ်လိုမျိုးစပြီးတော့ကစားဖြစ်သွားတယ်အမတော့စကစားဖြစ်သွားတော့အဲပြောမယ်ဆိုကိုရီးယားစကားကြည့်နေလေအဲ့ဒါမှဗော်လီဘောကစားတာတွေ့ရတယ်အမအစတော့ကတော့ဝါသနာပါတော့ကိုသမားလှုပ်ချင်တယ်ဘောလုံးဘောလုံးကိုသမားလှုပ်ချင်အဲ့နဲ့နောက်ပိုင်းကျတော့အဲ့ကိုရီးယားစကားကျန်တဲ့ဗော်လီဘောကားကြည့်လိုက်တာအဲ့နဲ့ဝါသနာပါတာနဲ့အဲ့မှာသူဈေးချနှောင်းချပြီးပြင်းဦးလွင်မှာဗော်လီဘောပုတ်တာဈေးရောင်းရင်းနဲ့ဟုတ်ကဲ့ချင်းနှောင်းချပြီးဗော်လီဘောပုတ်တာအဲ့မှာနေနောက်ပိုင်းဟိုမန္တလေးအာကတိတ်ပန်ဆရာတွေ့ရတယ်အရက်လက်ရှိရဆိုပြီးတော့သူတို့ကလာခေါ်သွားအဲ့နဲ့မှစမှုတဲ့မှာကစားပြစ်သွားအဲ့ဆိုဒီ volleyball ကဒီလောကရဲဝင်လာတာ2008ဖြစ်မယ်နော်ဟုတ်တယ်2008ကဆိုတော့အဲ့2008မတိုင်ခင်တော့အမစကိုင်းမှာနေတော့ဒီဘောလုံးနဲ့ပတ်သက်လို့အမပြောတဲ့အချိန်မှာပါသွားဂိုးသမားဖြစ်နေတယ်ဆိုတော့ဘောလုံးနဲ့ပတ်သက်ပြီးတော့လှုပ်ရှားမှုတွေလုပ်ခဲ့သေးလားလှုပ်ရှားမှုတော့မလုပ်ဘူး TV ထဲမှာကြည့်ပြီးတော့ဝါသနာပါလာလှုပ်ရှားမှုတော့မလုပ်ခဲ့ပါဘူးဟုတ်ဆိုတော့အမအဲ့အာကတိတ်ပံစခေါ်တော့အမအသက်ဘယ်လောက်ရှိပြီလဲရှင်20ကျော်ပြီ20နှစ်လောက်ကရှိအဲ့ချိန်မှာ20ကျော်မှကစားတာအမဟုတ်မအဲ့ဆိုလို့ရှိရင်အမကိုစခေါ်သွားတဲ့အချိန်တော့အမအရက်ဘယ်လောက်ရှိပြီလဲအမအရက်စခေါ်တဲ့ချိန်တော့6ပေ2လောက်ပဲရှိသေးတယ်အဲ့ဆိုအဲ့ဒီတည်းကနေအခုချိန်ဒီဒါတဖြည်းဖြည်းရှင်6ပေ6တိဖြစ်သွားတာဟုတ်တယ်6ပေ6ဖြစ်သွားဟုတ်ကဲ့မအဲ့ဆိုလို့ရှိရင်အမဒီ volleyball စဝင်တာအာကတိတ်ပံနေစပြီးတော့ရောက်တာပေါ့နော်ဟုတ်တယ်မန္တလေးအာကတိတ်ပံမန္တလေးအာကတိတ်ပံဆိုတော့အမစကျင်အာကတိတ်ပံရောက်တဲ့ချိန်မှာရောဒါရုပ်ရှင်ကြည့်ရင်လည်းဒီ volleyball ဝါသနာပါသွားရဆိုမဲ့တကယ်တမ်းကစားရတဲ့ချိန်မှာရောအမဘယ်လိုစိတ်ခံစားချက်ဖြစ်လဲပေါ့တကယ်တမ်းကစားတော့လေပျော်ပါတယ်အဲ့နဲ့နောက်ပိုင်းကျတော့ဌာနဘွဲတွေရှိတော့စီစက်မှုတက်ကနေမှလာခေါ်တော့တာပေါ့စက်မှုတက်ကိုစားပြုစာကစား2008ကနေဟုတ်ကဲ့ရှင်ဆိုတော့အမအတွက်အခက်ခဲရရောဗော်လီဘောစကစားတဲ့အချိန်မှာစကစားဆိုကိုကအရက်ရှိတော့လေသူမြဲလူလည်းမခုံနိုင်လေမခုံနိုင်တော့ကျတော့ကိုကဆရာကြီးပြောတယ်လို့ပေါ့လက်ဆန်ပြီးတော့ချိုးချဆိုအဲ့လိုမျိုးလက်ဆန်ပြီးချိုးချတာအဲ့လိုမျိုးဟုတ်စက်မှုတက်ကဆရာတွေကောင်းကောင်းသင်ပေးခဲ့ရပါတော့အဲ့လိုမျိုးမ
မဆက်မှုတင်မှာဘယ်လောက်ကစားခဲ့ရ စမှုတင်မှာဟွာလောက်တော့ကစား9နှစ်လောက်တော့ကစား 9နှစ်တောင် ဟုတ်တယ်9နှစ်ကစားပြီးမှဒီရန်ကုန်တိုင်းကိုပြောင်းလာ ရန်ကုန်တိုင်း ရန်ကုန်တိုင်းဟွာပေါ့ ဟုတ် စစ်ဌာနချုပ်ပေါ့ ဟုတ် အဲ့လိုမျိုး ဟုတ်ကဲ့အမတကယ်လို့လေအမစပြီးတော့လက်ရွေးစင်ဖြစ်ဖို့အတွက်ပေါ့အမဒီ volleyball ရေးစပြီးတော့ professional ဘွားရောက်ပြီဆိုတော့အမလက်ရွေးစင်ဖြစ်ဖို့ရောအမဘယ်လိုမျိုးစူးစမ်းခဲ့ရလဲ လေရွေးစင်ဖြစ်ဖို့ကြိုးစားရတာပေါ့ ဟုတ် လေရွေးစင်အဲ့ဆရာဦးသိန်းဆွေက training အရင် join ပေးရလေ join ပြီးတော့ကိုကလည်းဝါသနာပါတာနဲ့လေရွေးစင်ကမ်းမှာ ဟုတ်လက်ရွေးစင်ဘယ်နှခုနှစ်လောက်ကစ လေ ပါ ရွေး လဲ စင်ကဟွာပေါ့2017အဲ့ကမှစပြီးတော့ခေါ် 2008ကစားပြီးတော့9:17မှာလက်ရွေးစင်ဖြစ်တာပေါ့ ဟုတ် နော်ဆိုတော့ဟုတ် position နေနဲ့အောင်မှာ volleyball ကြတော့ညီမတို့ဒီအမျိုးသမီးမှမဟုတ်အမျိုးသားအတွက်လည်းတချို့ဝါသနာပါတဲ့သူတွေအတွက်ကတော့မစိမ့်ပေမဲ့ဒီတချို့အားကစားဝါသနာရှင်တွေအတွက်ကြတော့စိမ့်တော့လေ volleyball အားကစားနည်းနဲ့ပတ်သက်ပြီးနည်းနည်းရှင်းပြပေးပါဆိုရင်ရောမ volleyball အားကစားနည်းနဲ့ပဲတဲ့အခုနောက်ပိုင်းဟိုကစားတော့ကစားကြပါတယ်တချို့ကျတော့ပတ်စံရှိတဲ့လူတွေကတော့အပြိုကစားတာတွေရောများဒါပေမဲ့အခုအားပေးမှုကအရန်နေနေလို့ဖြစ်နေကျမတို့ဒီ volleyball ကကြတော့လေ ဟုတ်ကဲ့ရှင် အားပေးမှုအရန်နေတော့ကျတော့ဟိုပြောမယ်ဆိုရင်မိသားစုခက်ခဲရလည်းရှိတယ်လေဒီလာစာတွေဘာကြီးရလဲလေတိတ်ပြီးတော့မရတော့လေ ဟုတ် အားကြောင့်မို့ volleyball ကိုတော့တချို့ကျတော့ဝါသနာတော့ပါကြတယ်ကွယ်ဒီမိသားစုခက်ခဲနဲ့ပတ်သက်ပြီးတော့ကျတော့ပြန်ပြီးတော့စီးပွားရေးပြန်လုပ်ကြတာပေါ့အဲ့လိုမျိုး ဟုတ်ကဲ့ အဲ့လို ဟုတ်ဆိုတော့မ volleyball မှာရောမကစားတဲ့ position အမ volleyball မှာလေစန္နာကစား စန်တာကစား broken ပိတ် broken အရက်ကြောင့်လား ရိုက်ပေါ့အရက်ကြောင့်မို့ပေါ့နော်ဟိုအမအဲ့ပထမရှေ့တန်းမှာ3ခွက်လုံးအမကစားပြီးနောက်တန်းကျရင် libero နဲ့ချိန်ရ ဟုတ်ဆိုတော့မကိုနဲ့ကန်အခုလက်ရှိလည်းကစားနေသေးရဆိုတော့တောက်လျှောက်ဒီ position နဲ့ပဲကစားနေတာ ဟုတ်တယ်ဒီတိုင်းပဲအမအရက်ရှိတော့နောက်တန်းကျတော့ဟို libero နဲ့ဖမ်းတာပေါ့အဲ့လိုမျိုးခုတော့ကစားနိုင်မှသေးတယ် ဟုတ်ကဲ့မအဲ့တော့အမတို့နဲ့ကစားဖို့ဒီထဲမှာအမတက်ဟိုထီထီဖြစ်နေမှာပေါ့နော်ဟုတ်လားအမြင့်ဆုံးဘယ်လောက်ရှိရအမတို့လက်ရွေးစင်အဖွဲမှာဆိုရင် အမြင့်ဆုံးကဟိုလောက်တော့ရှိတယ်9ဘိတ်30 9ဘိတ်17အဲ့လောက်ရှိမမူဆန်အမြင့်ဆုံးပဲအမတို့ကစားတဲ့ချိန်တော့မမူဆန်တို့မှုမွေးတို့သူတို့ကကျတော့9ဘိတ်30 9ဘိတ်17လောက်ရှိတယ်အဲ့လိုပဲသူတို့လည်းအကူရပါတယ်ဟုတ်အမ volleyball ကတခုသိချင်တာအရက်ရှိမှကစားလို့ရရဲ့အားကစားနည်းလို့ပြောရင်မှန်လားပြီးတော့လွယ်တာပေါ့အရက်ရှိတော့လေဟိုတအားခုံရမယ့်နေရာဆိုတော့ဒါနဲ့ထွာလောက်ပဲခုံလိုက်တာနဲ့စန့်လိုက်တာနဲ့အရက်ရှိတော့ဆင်ပြေတာပေါ့အမတို့ဆိုရင်စန့်လိုက်တာနဲ့ရအမတို့ကမခုံခင်နဲ့တလောက်လောက် လက်ကထွက်နေလက်တအုပ်လောက်ထွက်နေဆိုတော့ကိုကနည်းနည်းပါးပါးဟိုပြက်ချင်ရိုက်ချင်နေဆိုရင်တော့နည်းနည်းစန့်ပြီးခုံလိုက်တာနဲ့ဟုတ်အမှတ်ရပေါ့အဲ့လိုမျိုးအမအရက်တအားရှိရောလေအားတာချက်တွေရှိသူအားနေချက်လည်းရှိမှာပဲပေါ့နော်အားနေချက်တွေရှိရပေါ့ဘာလဲမပြောပြပေးပါဟိုသူများနေပါနဲ့ဟိုလိုပေါ့နော်ပြေးကြလွှားကြဆိုအမတို့ကအဲ့လိုမျိုးကြတော့တိတ်မပြေးနိုင်ဘူးပဲဒီကစားရတဲ့အချိန်မှာတော့ဟိုရိုက်တာပဲကြအားတာချက်ရှိတယ်တကယ်တမ်းဖမ်းမယ်ပါလက်ပူးမတွေပဲဖမ်းနေဆိုတော့အမတို့ကအားနေတယ်အဲ့လိုအမတို့ကရှီတန်း3ခွက်လောက်ပဲဟိုပေါ့နော်အရိုက် broken ပိတ်အဲ့ဒါတော့အမတို့ကကြအားကိုရအားတာချက်ပေါ့ဟုတ်အားနေကြတော့နောက်ပိုင်းနောက်တန်းရောက်သွားရင်တော့အဲ့ libero နဲ့ပြန်ချင်းအောင်အဲ့လိုဟုတ်ကဲ့ဟိုလက်ပူးမဖမ်းတာပဲအဲ့ကြတော့အားနေရပါဘောနော်ဆိုတော့မအဲ့ဟွာလေးတစ်ခုလောက်မေးချင်တာအဲ့အရက်ရှိရလေးမှာမျိုးရိုးရှိလားအမတို့ထဲမှာပေါ့မိသားစုကအင်းပေါ့အမျိုးရိုးလို့ပြောရမှာလားဘယ်လိုပြောရမလဲအမေကတော့9ဘိတ်30လောက်ရှိတယ်ဟောအမေငကိုရဲ့ချင်းကတော့အရက်မြင့်နော်အမေရဲ့အရင်ငကိုရဲ့ဒါပေမဲ့မောင်နှမတွေတွေကအမတယောက်တည်းရှိကျန်တဲ့သူတွေကအရက်ဘလောက်လောက်ရှိတယ်မကျန်တဲ့လူကပုံမှန်ရက်ပဲပုံမှန်ရက်ပဲအမတယောက်တည်းပဲရှိတယ်အားကြောင့်မို့လဲ volleyball လောကထဲရောက်လာမအဲ့ဟာလေအရက်ဘာကြောင့်အဲ့လောက်အရန်ရှိရဘာကြီးနဲ့ရောပတ်သက်လို့အမဒီနိုင်ငံမှာအဲ့လိုစိတ်ဆရာတွေပါရှိလားရှိတယ်အဲ့ပေါ့နော်သူများနိုင်ငံသွားရင်ဟိုပေါ့ယောက်ျားလေးလိုဖြစ်နေမှာဆိုလို့တခါစစ်ရတယ်ဟုတ်ကဲ့စစ်ပြီးမှသွားတာနိုင်ငံခြားစစ်တော့စစ်ပြီးစစ်တယ်ဆိုဘာကြောင့်လို့ပြောလဲယောက်ျားလေးဟိုလိုမျိုးဟော်မုန်းတက်ကယောက်ျားလေးဟော်မုန်းတက်အရင်များလို့အဲ့လိုယောက်ျားလေးဟော်မုန်းများဟုတ်တယ်ဟုတ်ကဲ့အားကြောင့်မို့ဆိုအခုချိန်ထိလဲဆရာဝန်တွေပါပြောကြရဆိုစက်ရှင်ရှိဦးမယ်လို့ပြောလားအဲ့လိုဆရာဝန်ကတော့အဲ့လိုတော့မပြောဘူးဒါပေမဲ့အယူတွေရောတဲ့အနှုတွေတဲ့အဲ့လိုပေါ့အမက30ကျော်တဲ့အချိန်မှာတက်မှန်တစ်ခါရိုက်တည့်လေဟုတ်ကဲ့ဟုတ်အမနင်းအယူတွေကတဲ့ဟိုပေါ့နော်20ကျော်အယူတွေလိုပဲတဲ့နှုတွေတဲ့အဲ့လိုပြောအခုချိန်ထိအမဒူးမနာ
တခါမှမလားမှန်ရင်တော့အဲ့လောက်ရန်ရှိအများတော့အဖြစ်ကဒူး ဟုတ်တယ် နာတာတော့ဘာလို့ဖြစ်တယ်လေ အမှ နော် န်တော့မခုံတာလဲပါအမတို့ငကူတဲ့မခုံ အေး လည်းမ ခုံ ခုံ ရ ရ တဲ့ တဲ့ ဟာ ဟာ လ လည်း ည်းမဟုတ်တော့လေ အဲအားကြောင့်မို့အမတို့နည်းပပထွေးနေလေးပါလေး join လိုက်ရင်အမတို့ကစားနိုင်အဲ့လို ဟော ကစားနိုင်တယ်ပေါ့ အမအသက်အရွယ်ရတာအသက်တစ်ခုရောက်နေပြီမဲ့ကိုယ့်ရဲ့အယိုးစစ်တရား20ကျော်ဆိုတော့အမလဲချင်တယ်ပေးပါလား ကစားပေးခြင်းလေ ကစားနိုင်နေတော့ဆိုတာဒါရီချောင်းလည်းပါမယ်နော် ကစားခြင်းပါလေ ဟုတ်ကဲ့ဆိုတော့အမဒီ SEA Games အတွေ့အကြုံအမ3နှစ်လောက်ရှိခဲ့တယ်လို့ပြောပါတော့ဆိုတော့2013ရဲ့2015ရဲ့2019ရဲ့ပေါ့ 2013ကမြန်မာနိုင်ငံစီဂိမ်း ဟုတ် 2015 ကျတော့ 2015ကျတော့ စင်ကာပူ19ကမလေးရှား မ ပေါ့ လေးရှားအဲ့မှာတော့ဘယ်လိုလဲဆိုတော့ဒီမြန်မာနိုင်ငံကစားတဲ့ချိန်တုန်းကတော့အမတို့ကအဆင့်၄လောက်ထတော့ရသေးတယ် ဟုတ် အဲ့မှာဟိုစင်ကာပူမှာကျတော့အမတို့ကဟိုဘာလဲတတိယရအောင်မေးဟာအဲ့လိုပြော9ဖွဲ့နဲ့အမတို့ကစင်ကာပူအသင်းကိုရှုံးသွားတယ်လေ ဟုတ် အဲ့မှာအဆင့်5လာပြီအမတို့ရခဲ့ အော် အဲ့လိုမျိုးဟိုမလေးရှားမှာတော့အမတို့ကဘာလဲနောက်ဆုံးစင်ဟိုလိုမျိုးကစားသမားတွေကဒီအားနေလေ ဟုတ် ဟိုနောက်ကြည့်တော့လေလဲစရာလူကတိတ်မရှိအဲ့လိုမျိုးပေါ့နော်ဟိုအားကောင်းမှန်းသားရလည်းမရှိတော့ဟိုပေါ့နော်ဒီ line နဲ့ဆို line နဲ့ကစားသမားလောက်ပဲဟိုကစားနေရဆိုတော့လေ အော်အမ အားကြောင့်မို့ အရန်နေရပေါ့ အ အဲ့ ရ လို န် မျိုး လဲနေတယ်ဟိုလို ဟုတ် အရန်ကစားတတ်တဲ့လူကလည်းနေတယ်လေအဲ့လိုကြောင့်မို့ အော် အမားတို့ကဟိုလိုမျိုးပေါ့နော်အဖြစ်ပုံစံမျိုးလိုသွားနေရပေါ့ အော်မျိုးဆက်တဲ့မရှိတာလဲပါမယ် ဟုတ် ထ တယ် င် ဟုတ်တယ် နော် အခုနောက်ပိုင်းတော့မျိုးသက်တဲ့ခုတော့မွေးတော့ မွေးနေပြီနော်ဟုတ် ဟုတ် ကဲ့ တယ် ဆိုတော့အမအဲ့ဒီ2013ဒါနိုင်ငံတကာပွဲတွေပေါ့နော်2013တို့2015တို့2019တို့ကဒါနိုင်ငံကိုယ်နိုင်ငံကိုစားပြုအနေနဲ့ကစားရအဲ့မတိုင်ခင်ကရောအမနိုင်ငံတကာပွဲဘယ်ပွဲအမအတွက်ပထမဦးဆုံးအတွေ့အကြုံဆိုဘယ်ပွဲဖြစ်မလဲမ ဘယ်ပွဲလဲဆိုတော့ပထမဦးတွေ့ကြုံကဒီထိုင်းကိုသွားတယ် ဟုတ် ထိုင်းကိုသွားတဲ့အချိန်မှာအမအရန်နဲ့ပဲ အော် အရန် လို နဲ့ င်းနဲ့မဝင် လိုက် သေး သွား line နဲ့မဝင်သေးဘူးအဲ့ချိန်မှာထိုင်းမှာနောက်ပိုင်း BNN နဲ့ပွဲစောတဲ့အချိန်မှာဆရာချမ်းချမ်းနဲ့သွေးပူလှုပ်ထားတဲ့အဲ့နဲ့ကိုယ်လည်းဝင်ရမှာဒိတ်နဲ့ထင်တယ်အဲ့နဲ့ဆရာကောက်လေးလိုက်တာအဲ့မှာအမလည်းစိုးတာပဲအဲ့မှာ BNN နဲ့9ပွဲစောအမတို့ကရှုံးသွားတယ်ဒါပေမဲ့ဆရာအဲ့နောက်ပိုင်းမှာအမစောရတဲ့တတိရှိရဆိုပြီးတော့ဆရာဦးသိန်းဆရာအမ ထောက်လျှောက် တောက်လျှောက် အော် တောက်လျှောက်တင် လိုင်း ပေး နဲ့တည်ပြီ လိုင်းနဲ့တည်ပေးရအဲ့လို အော် ကစားရတဲ့အချိန်တော့ပြုတ်ပါတယ်အဲ့မှာ2012ကြာတော့တခါစီဂိမ်းမတိုင်ဘူးနော်2012အဲ့မှာစီဂိမ်းမတိုင်ခင်လူငယ်ပွဲယူ23သွားကစားသေးတယ်အဲ့မှာအမတို့တတိယရတယ် အော် အကောင်းဆုံးစုလေအမရခဲ့ ရခဲ့ အကောင်းဆုံးစုအမတို့စီက2ယောက်ရ ဟုတ်အမရခဲ့တဲ့စုတွေအောင်မြင်မှုတွေထဲမှာဆိုအမအတွက်အပျော်ရွှင်ဆုံးကဘယ်ဟာဖြစ်မလဲ အဲ့ထိုင်းမှာအဲ့ပေါ်ယူ23ကစားတော့ကထိုင်းမှာ broken ပိတ်စုရအဲ့တော့ပြောတာပေါ့ ဟုတ် သူများနိုင်ငံမှာရတာဆိုတော့မြန်မာနိုင်ငံကတော့အမခုချိန်ဒီကစားတော့ ကစားနေတော့အခုချိန်ကြီးကတော့ရနေမှာပဲအကောင်းဆုံးစု အကောင်းဆုံးစုရတယ် ဟုတ်ကဲ့ဆိုတော့အမပြည်တွင်းပွဲတွေကစားတဲ့အခါမှာရောအမအတွက်အမှတ်တရပေါ့ဘယ်ပွဲကအမအတွက်အမှတ်တရရှိတယ်နိုင်ငံတကာပွဲကတော့မခုနပြောဆိုထိုင်းပွဲဆိုပေမဲ့ပြည်တွင်းမှာဆိုရင်ရော အဲ့ထိုင်းယူ23အမတော့ပြိုင်နေချိန်မှာတော့အမှတ်တရပေါ့နော်ကိုအားပေးကြထိုင်းကဟာတွေကလည်းလို့ဟိုကျွန်းနံပါတ်အဲ့တော့ငါးလေ အော်ဟုတ် ဆန်တီဆိုပြီးသူတို့မိုက်ကြီးနေလေအရန်အားပေးအဲ့တော့ အော် အဲ့မှာထိုင်းမှာအားပေး ဟုတ် အမအဲ့ဒီမှာတော့အမှတ်တရတော့ အ ဖြစ်တယ် ပြောအမအဲ့လိုလေနိုင်ငံတကာသွားတဲ့အချိန်မှာအမတိကြတယ်အမလူတွေဝိုင်းကြီးကခံရမှာပေါ့နော် အရန်ဟိုလိုမျိုးအားပေးကြတယ်ဟိုပြန်ဟိုအခွင်းနဲ့ထွက်လာရင်အဲ့လိုမျိုးပေါ့နော်ဟိုပေါ့လက်မှတ်ထုတ်ခိုင်းတာတို့ဘာညာအဲ့လိုမျိုးတော့အား ဆယ် ပေး လီ တာ ပေါ့ ဒါပေမဲ့ကိုမြန်မာနိုင်ငံလူတော့မြန်မာနိုင်ငံတော့ဟာတွေကတော့အားလဲပေးပါတယ်ဒါပေမဲ့ရည်တာပေါ့ဟိုမှာသူများနိုင်ငံကကျတော့ဓာတ်ပုံတွဲရိုက်တာဘာညာရှိလေအဲ့လိုမျိုးအားပေးတယ် ဟုတ် ငါတို့မြန်မာနိုင်ငံလည်းအားပေးပါတယ်ဒါပေမဲ့နည်းနည်းရည်ကြတယ် အော် အရင်ရှိတော့ ထူးဆန်းလို့ပါရီတာတော့မဟုတ်ပေါ့အဓိကအရန်ထူးဆန်းပုံမှန်မှာဆိုရင်အဲ့လိုမျိုးလေးမြင်ရခဲတာပေါ့နော်ညီမစားသေးတဲ့အချိန်တော့ဆိုအမအရန်ရှိရဲ့အမကြီးလို့တိထားတယ်ငယ်သေးရအောင်အဲ့မှာတိထားပြီးတော့အမတနခါလိမ့်တယ်ပေါ့နော်ဆိုတော့အဲ့ဒါအထရိမတ်ဟိုမျိုးသမီးဘောလုံးတင်မှာဆိုရင်မတန်တန်ထွေးလို့ပေါ့ဟိုမှာမတန်တန်ထွေးဒီမှာမဆန်ဆန်ထေးပါအမတနခါကြိုက်တာလား ကြိုက်တယ်လေ တနခါကြိတ်လေးကြိတ်တယ်ရောင်းလေးရောင်းနေ အော်အဲ့ဆိုအားပေးအောင်မယ်တနခါဆို တန တော့ ခါရောင်းလေးရောင်းနေ
လိမ့်လေ ဟုတ်ကဲ့ဆိုတော့အမဒါဆိုအမအတွက်ကဒီအခက်ခဲဆိုတာတော့ရှိကြမှာပဲအမဒီကစားနေတဲ့အချိန်တွင်းမှာရောအဲ့လို injury ဖြစ်တာတို့ပြီးတော့ကိုကစားနေတဲ့အချိန်မှာအဲ့လိုစိတ်သက်ကြတဲ့အခိုက်အတန့်တို့အဲ့လိုမျိုးတွေရောကစားသမားဘဝမှာရှိခဲ့လားရှိတာပေါ့အဲ့ဘယ်လိုချိန်နေဖြစ်မလဲအမ sharing လုပ်ပေးပါဘလို့ချိန်နေလဲဆိုတော့ကိုဆရာတွေကတော့နိုင်ရင်ရတာပေါ့နော်ဟုတ်ကဲ့ရှင်နိုင်ရင်တော့ဆရာတွေဆဲတဲ့ချိန်တော့အဲ့ချိန်ညရင်တော့စိတ်တက်ကြတယ်ဟိုပေါ့တခါလေကြာရင်လည်းပြောဖို့ကောင်းပါတယ်သူများနိုင်ငံတွေရောက်ခဲ့တာဒီဘာလို့ဆိုတော့လေကျေးဇူးလက်တင်ပါတယ်ကိုဆရာတွေကိုဟုတ်ကဲ့အမားတို့ခေတ်တုန်းကလေအဲ့ volleyball မှာအောင်မြင်ဆုံးဒီအရှိတောင်အာရှဆိုရင်ဘယ်အသင်းတွေက volleyball အရန်အားကောင်းလဲအမားတို့ခေတ်ကကျတော့ပြောမယ်ဆိုရင်တော် music ကနည်းနည်းဟွာဖြစ်သွားပြီတိတ်ပြီးတော့ကစားတယ်လို့နည်းနည်းရှားသွားတယ်ဟိုအရင်တော့အမားတို့ဆရာမတွေခေတ်တုန်းကတော့တော်ကောင်းတယ်သူများနိုင်ငံမှာတော့အမားတို့ဆရာမတွေဆိုတော့မှဆိုရင်လေသုံးပွဲပြအမြဲတမ်းအမားတို့ဆရာမတွေကပဲနိုင်တာခုနောက်ပိုင်းညမှာလားကစားတာတွေကအားနေလားအဲ့လိုမှဖြစ်သွားဘာကြောင့်လို့ထင်လဲမအားပေးမှုနေလို့ပေါ့အဲ့လိုမျိုးအားပေးမှုနေခုနောက်ပိုင်းတောင်မှဒါအခုမှအဖွဲ့ချုပ်ကပြန်ပြီးတော့မှပြန်ထောင်နေတာပေါ့ဟုတ်ကဲ့အဲ့လိုမျိုးပြန်ပြီးတော့ဟိုတိဆောက်နေကြတာပေါ့နော်ဟုတ်မတို့တော့ပြိုင်တိုင်းဒီကစားရခက်တဲ့ပြိုင်ပဲဆိုဘယ်နိုင်ငံဖြစ်မလဲကစားရခက်ဆိုတော်ခက်တယ်အဲ့လိုကစားရထိုင်းပေါ့ထိုင်းပဲနော်ထိုင်းလို့ခုပြီးဟိုဟာနောက်ဆုံးခုကျတော့ဗီယက်နမ်တို့ဘာလို့ပေါ့နော်အရင်တော့ဆိုမတို့ဟိုအင်ဒိုနီးရှားတို့ဘာလို့ဆိုရင်ကစားလို့လိုက်နိုင်သေးရဲ့ဟုတ်ဟိုရှိုးရင်တော့မှ၄ဘွဲတို့၅ဘွဲတို့အဲ့လိုခုနောက်ပိုင်းကျအမတို့မြန်မာနိုင်ငံကြံခဲ့တာပြောမယ်ဆိုရင်အားပေးမှုကနေသူများနိုင်ငံကကျတော့ပြောမယ်ဆိုရင်အားပေးမှုကအရန်ကွာလေပတ်စံပေးတာလည်းကွာအကုန်ကွာဆက်ရကွာပေါ့နော်ပံ့ပိုးမှုတွေအရန်ကွာအဲ့လိုမျိုးအဲ့ဒါလေးလည်းပါတာပေါ့ကစားသမားတွေဟုတ်ဆရာခုနစကားလေးပြန်ဆက်ရအောင်အမအတွက်စိတ်သက်ကြဆုံးချိန်ကစားသမားဘဝမှာဘယ်ချိန်ဖြစ်ခဲ့လဲစိတ်သက်ကြဆုံးကတော့တိတ်ပြီးတော့အမကစိတ်သက်တော့မကြတတ်ဘူးတိတ်ပြီးတော့ဒါပေမဲ့ဆရာတွေဆဲတဲ့ချိန်လေးတော့စိတ်သက်ကြပေါ့အဲ့ဒါပဲinjury ရောမှ injury ဖြစ်ခဲ့ဘူးလားဖြစ်ဖူးတယ်လေဒီလိုမျိုးခြေထောက်လေတာတွေဘာတွေတော့ကြီးမတော့မဖြစ်ဘူးအဲ့လိုမျိုးတော့ဟိုကိုကဘာလို့လဲဆိုတော့ရှေ့တန်းမှာပဲဆိုရလို့ရှေ့တန်း၃ခွက်ပဲလေဟုတ်အဲ့လိုဆရာအမလက်ရွေးစင်ပဲချိန်မှာနားလိုက်တယ်မလက်ရွေးစင်မှာအမဟိုဟာမှာလေမလေးရှားစီကိန်းပြီးတော့2019နဲ့ပေါ့2019မလေးရှားစီကိန်းပြီးကြတယ်နာအမှန်တော့အမတို့ကကစားလို့ရပါတယ်ဒါပေမဲ့အခုလူငယ်တွေပဲဟိုပေါ့ဦးစားပေးနေတာပေါ့လူငယ်တွေပေါ့ငယ်သားလေးတွေသူတို့လည်းအတွေ့အကြုံရအောင်ဆိုပြီးတော့အဲ့လိုပေါ့ကိုကဖယ်ပေးလိုက်ရတာပေါ့ကိုကနေရာဖယ်ပြီးအမှန်တော့ကိုကကစားနိုင်သေးတယ်ဒါပေါ့ကစားနိုင်သေးတယ်ကစားနိုင်သေးလို့လည်းအခုလက်ရှိချိန်ကြီးကစားနေရဟုတ်တယ်လက်ရှိချိန်မှာမြန်မာနိုင်ငံမှာလည်းအမားတို့အခုချိန်ထိအောင်မြင်မှုရနေတော့အမျိုးသားအားကစားပွဲတော်ကဆိုအမားတို့ပထမရအဲ့ပဲလေကိုကစားနိုင်တော့ရအဲ့လိုမျိုးအမအဲ့အမျိုးသားအားကစားပွဲတော့ဆုရတဲ့အမှတ်တရပြိုင်ပွဲအမှတ်တရလေးပြန်ပြီးပြောတာပေါ့မတို့ဒီအသက်ရွယ်နဲ့သူတို့ကိုကဖိုက်နိုင်တာကိုပြောတယ်ဂုံလဲယူရတယ်နော်ဂုံလဲယူတယ်အမတို့ရွှေရခဲ့တယ်လေဟုတ်ကဲ့အားကစားပွဲတော့အမတို့အမှန်ကစားနိုင်ပါသေးတယ်အထင်သေးနေရလားမသိဘူးပြန်ခေါ်ရမယ်ဖွဲကြောင်လက်ရွေးစင်ပြန်ခေါ်ပါပြီဟုတ်အမဆိုတော့အမကဒါ generation 2008ထဲကဆိုရင်ဒါအခုလက်ရှိချိန်ကြီးကစားနေရလို့ပဲပြောရမှာလीနော်ဆိုတော့တောင်းလျှောက်ဆိုတော့အမအဲ့လိုအရင်တော့က senior တွေနဲ့တော့တွဲခဲ့ဘူးလားအရင်တော့ senior တွေတွဲဖို့ခဲ့ဘူးလေအမအဲ့ senior တွေကအဲ့မမိုးဆန်းတို့မမွေးတို့မနီလာတို့အဲ့သူတို့နဲ့တွဲရပါအရင်တော့ senior တွေနဲ့တွဲလို့ပဲကိုကလည်းကောင်းကောင်းကစားနိုင်တာပေါ့ပြောမယ်ဆိုရင်သူတို့ကအဲ့လိုအသင်ပြလေးတွေကွာပေါ့ခုနောက်ပိုင်းကျတော့အခုကလေးတွေကပြောမယ်သူတို့ကြည့်ပဲဟိုလွတ်လိုက်တယ်ဆိုသူတို့လည်းနည်းနည်းပါသူများနိုင်ငံမှာပဲအတုခုပဲရှိတော့လေကိုမြန်မာနိုင်ငံအကြီးကဲတွေနဲ့မတွေ့ရတာအဲ့ဒါကြီးလည်းပါပါနော်အမတို့ကတော့ငါမှနည်းနည်းမှီသေးတယ်ခုနောက်ပိုင်းကျတော့သူတို့ကလက်လမ်းမမှီရောအတိတ်တန်လို့ဖြစ်သွားတယ်သူတို့အုပ်စုတက်ဖြစ်သွားတာပေါ့နော်တွဲကစားရတာမရှိတော့တာတွဲကစားတာလို့မရှိတော့အမတို့ကကျတော့များလေတွဲကစားတာတွေလူအဲ့လိုမျိုးကျတော့အတုခိုးလို့ရတာပေါ့နော်ဟုတ်သူမြန်အဲ့လိုမျိုးခြိလန်းဝင်တာတို့အမတို့ကျဗော်လီဘောခြိလန်းနဲ့ဆိုင်တာလေအဲ့ဒါတွေကြည့်ရတာ blocking ပိတ်တာတွေဆိုအမတို့ကကျတော့တုခိုးလို့ရပြန်ဟုတ်ခုနောက်ပိုင်းကလေးတွေကျတော့တိတန့်လို့ဖြစ်သွားတော့သူတို့လည်းဒါနိုင်ငံခြားပွဲတွေပါညာကြည့်မှာပဲအားကြောင့်မို့ပေါ့နော်ဆရာတွေကလည်းသူတို့အတွေ့အကြုံရအောင်လို့ပေါ့ဟုတ်ဒီတိုင်းပေါ့ဟိုပေါ့
အသင်းဖြည့်ပေါ့အဲ့လိုမျိုးပေါ့တွေ့ကြုံယူတော့ပေါ့အိမ်ဖြည့်ပုံစံမျိုးလောက်ပဲသွားကစားနေကြပါပေါ့နော်နောက်ပိုင်းတော့သူတို့လည်းကြိုးတော့ကြိုးစားနေကြပါဒါပေမဲ့ပန်းပိုးမှုကအရန်အားနေအဲ့လိုအဲ့ကြောင့်မို့ဟုတ်အမအခုလက်ရှိအမတို့ကစားနေရဲ့အစင်ကာလပေါ့ဒီလက်ရွေးစင်နဲ့အခုကလေးတွေနဲ့အမဘာကွာသွားတယ်လို့ထင်လဲအမစိတ်သက်ပိုင်းဆိုင်ရာကွာသွားတာလား technique တွေကတဖြည်းဖြည်းတိုးတက်လာအားကစားနည်းတွေမှာအမရဲ့အမျိုးမျိုးပြောင်းလဲလာတယ်လေနော်အဲ့ technique တွေလည်းတိုးတက်တာတွေပါတယ်နောက်ပိုင်းကျတော့ဟိုစိတ်သက်ပိုင်းဆိုင်ရာတဲ့အရင်တော့ကျတော့ကိုကအကြီးတွေကစိတ်သက်ကောင်းတယ်လေအကြီးတွေကဘလူကစားဘာညာဆိုသူတို့တူခိုးတာဘာညာဆိုရင်တော့အဆင်ပြေရကိုဟိုအခုနောက်ပိုင်းကျကလေးတွေသူတို့စိတ်သူတို့အရန်လူလိုက်ကြတယ်လေနောက်ပိုင်းကျတော့ဟိုကြိုးစားမှုတွေနည်းနည်းအားနေနေတာကလေးတွေအဲ့လိုမျိုးဟုတ်ကဲ့အဲ့ဒါပဲဖြစ်ပါပဲဟုတ်ဆိုတော့အမအခုလက်ရှိလည်းကစားနေသေးရဆိုတော့အမကြီးရွယ်ချက်ကအမ volleyball လို့ပြောလိုက်ရင်အမရဲ့ဒီမိသားစု life မှာဆိုအမနံပါတ်ဘယ်လောက်ထားခြင်းလဲ volleyball ဘလူးvolleyball အမ ranking ထားမယ်ဥပမာညီမတို့ဆိုမိသားစုပြီးရင်ညီမတို့အလုပ်ဒီဒုတိယအဲ့လိုမျိုးရှိလို့ပဲအမဒီ volleyball ကအမရဲ့ဘဝမှာနံပါတ်ဘယ်လောက်နံပါတ်ပြောမှဆိုရင်တော့ကျေးဇူးရှင်ပေါ့ volleyball မှာနံပါတ်1တောင်ထားခြင်းပါကျေးဇူးရှင်ပေါ့အခုချိန်ဒီလဲ volleyball နဲ့စားနေရပါလာစားထောက်ပံ့မှုနဲ့လေဒီအားကစားပဲဟုတ် volleyball ကျေးဇူးရှင်ဆိုနံပါတ်1ပေါ့ဟုတ်ကဲ့ပြီးမိသားစုပေါ့ဒါပဲပေါ့အမတို့မှာဒါပဲပေါ့ဟုတ်အမဟိုပါအိမ်အောင်ချသွားပြီလို့ကြားရယ်ဟုတ်လားတနေ့အပြိုကြီးဘွားဘာလို့ဆွန့်လွတ်လိုက်တာတော့အိမ်အောင်ချအပြိုကြီးဘွားဆွန့်လွတ်လိုက်အိမ်အောင်ချလဲဒီလိုပါပဲကောင်းမလားလို့ဆိုပြောအမျိုးသားရောအားကစားလောကရရပဲအမျိုးသားအားကစားလောကမဟုတ်ဘူးအပြင်ပေါ့ဝန်ထမ်းပဲဟုတ်ကဲ့ပါဆိုအရင်ဆုံးညီမတို့လည်းကြားလိုက်တာပဲရှိရဲမချင်ချင်ရင်တော့ကြားသွားပြီလို့ပဲကြားလိုက်တာပဲရှိရဲပေါ့နော်ဆိုတော့နာမည်တော့ကြီးသွားတယ်အဲ့ကိစ္စလေးอ่ะဆိုတော့ဘာပြောပြော congratulation ပါအိမ်အောင်တွေဘွားဖြစ်သွားပြီဆိုတော့လေနော်ဆိုတော့ဟုတ်အမဟိုတသားမိမိရောမရသေးဘူးပေါ့မယူတော့ပါဘူးဆိုတော့နှစ်ယောက်တည်းတဘွားဖြစ်တဲ့တော့အဲ့လိုပဲကစားနိုင်တဲ့ချိန်ကစားအောင်ပဲကစားအောင်လုံးဝမစွန့်လို့မစွန့်လို့သေးဘူးလေကျမတို့ကစားနိုင်တဲ့ချိန်တော့ကစားအောင်ဟုတ်ကစားဆိုတော့အမဘာလို့ volleyball အဲ့လောက်ထိဆွဲလန်းသွား volleyball ကိုကလည်းဒီ volleyball ကိုယ့်ရဲ့အမောင်ကဒါပဲလှုပ်เสียရှိရပဲလေဟုတ်ကဲ့ကျန်တာလည်းတိတ်ပြီးတော့ဟိုမှမဖြစ်တော့အားနဲ့ volleyball ကိုပဲလုပ်တာအားကြောင့်မို့လဲရန်ကုန်မှာပဲနေအမရွာတောင်မပြန် volleyball ချစ်တာနော်ကိုအသက်အရွယ်ရမတကယ်လို့ volleyball နဲ့ပတ်သက်လို့အခုတစ်ချိန်မဟုတ်တစ်ချိန်တော့အမကစားလို့ရတော့မှာမဟုတ်လေတေးကြတယ်အဲ့ဒါတော့တေးကြတယ်လုံတို့ရနှစ်နှစ်သုံးနှစ်ပေါ့ကွယ်အဲ့ဒါဆိုအမအဲ့နားဝိုင်းရော volleyball နဲ့ပတ်သက်ပြီးဘာဆက်လုပ်ဖို့ plan ရှိတယ်အဲ့လိုပေါ့ဘယ်လိုပြောရမလဲနော်အဲ့ပေါ့အဆင်ပြေရင်တော့နီးပြားတွေပါလေလုတ်သွားမှာပေါ့မပြေရင်တော့ကိုစီးပွားရေးလေးပါလေလုတ်တော့စီးပွားရေးပြန်တော့အမနီးပြားလုပ်ဖို့အစီအစဉ်ရှိလားဝါသနာပါဝါသနာပါတယ်အမဒီလိုပေါ့အခုလက်ရှိကိုကစားလဲကစားနေရလက်တွဲခေါ်ရမှာပဲလေအမကဆက်ကစားနိုင်ပြီမဲ့အမတို့ခေတ်တော့ကစားခဲ့တဲ့သူတချို့ကတော်တော်များများနားလောက်ပြီးထင်တယ်နားပြီနားပါပြီဆိုအမဒါလက်တွဲခေါ်ရမှာဒီ junior လေးရှိရအမလက်တွဲခေါ်ခဲ့တဲ့တဲမှာရောအမအဲ့လိုစိတ်တိုင်းကြပြီးတော့အဲ့လိုမျိုးကိုတိုင်းဒါငါမွေးထုတ်ပေးထားတဲ့ကစားသမားလေးဆိုပြီးတော့အဲ့လိုမျိုးရောရှိတာမှာရှိပါတယ်အဲ့လေးလည်းမိတ်ဆက်ပေးပါအောင်ဟုတ်2ယောက်3ယောက်လောက်တော့ရှိပါဘယ်သူတွေလဲပေါ့အမတို့ခုပြောပြခဲ့တာတော့အဲ့ဟိုအခုလေရွေးစင်မှာလက်ရှိကစားနေလေစုမွန်တဲတို့စုမွန်တဲဟုတ်အခုအီလင်းတို့ဆိုအမတို့တင်းထဲမှာဆိုတော့လေသူတို့တော့ကိုဘလူးကစားရင်ဘလူးဘာညာတော့ကိုကတော့ပြုတ်ပြပါပေါ့ဟုတ်တော့ရှိပါတယ်ဟုတ်ကဲ့ဆိုတော့အမအဲ့ဆိုလို့ရှိရင်အမဒီကစားနိုင်တဲ့အချိန်ထိရောအမကစားမယ်ကစားလို့မရတဲ့အချိန်ကျရင်တော့နီးပြဘက်လုပ်မယ်မလုပ်ရင်လည်းစီပါရေးလုပ်အဲ့လိုမျိုးပေါ့ဟုတ်ဆိုတော့ပရိသတ်တွေကအမကိုဘယ်အချိန်မှစပြီးတော့ချမ်းဆိုပြီးတော့သတိထားမိသွားတယ်လို့ထင်လဲပရိသတ်တွေကဘယ်ချိန်လဲဆိုတော့ဟိုဟာလေစကဗော်လီဘောကစားတိတ်မသိဘူးသီလားဟိုတင်စာဝင်းကျော်နဲ့ရိုက်လိုက်တာလေအဲ့ကြောင့်ပရိသတ်တွေကပူတိသွားတယ်လို့သိပါလားအမတို့ဘာလို့မသိလဲဆိုတော့ဗော်လီဘောကိုသူတို့ကအားပေးမှုကနည်းအောင်ပရိသတ်အားနည်းနော်ဗော်လီဘောနောက်ပိုင်းတင်စာဝင်းကျော်နဲ့ဖះမှာတွေ့တော့တပုံလေအဲ့ချိန်မှာဗော်လီဘောချမ်းဆိုတာတိကုံများအဲ့လိုမျိုးအခုဘယ်သွားတိကြတယ်ဟုတ်ကဲ့
ဆိုဟုတ်ကဲ့အဲ့ဆိုဘာပြောအမဒီကစားနိုင်သေးသေးတော့အမဆက်ကစားမယ်ဆိုတော့ညီမတို့လည်းဒီ volleyball အားကစားနည်းဒီထက်မကလည်းပို့ပြီးတော့ဟိုတိုးတက်စေခြင်းနဲ့ပေါ့နော်ပြီးတော့အားကစားနည်းတွေကမြန်မာနိုင်ငံမှာအများကြီးရှိပါတယ်အများစုကတော့ပြည်သက်တွေနဲ့ယဉ်နေတာဘောလုံးကိုပဲယဉ်နေကြတာဟုတ်ဆိုတော့ကျန်တဲ့အားကစားနည်းကပြည်သက်တွေတော်တော်လေးယဉ်နေမှုအားနေတယ်အမျိုးသမီးဆိုရင်လည်းအရင်တော့ကဘောလုံးလည်းအဲ့လိုပဲအမျိုးသမီးအားပေးမှုကအရင်တော့ကအဲ့လောက်ကြီးအများကြီးမရှိပေမဲ့အခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အားပေးမှုများလာတယ်ပေါ့နော်ဆိုတော့အမအဲ့ဒါကိုဘယ်လိုမြင်လဲပြောချင်တော့အမတို့ volleyball ကအားပေးမှုကအရန်အားနေပါတယ်အားကြောင့်မို့ volleyball ကိုအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အမကဒါ senior ကစားသမားတယောက်အနေနဲ့လက်ရွေးစင်ကစားသမားဟောင်းတယောက်အနေနဲ့ဆိုရင်ရောအမဒီ volleyball ဒီထပ်ပို့ပြီးတော့တိုးတက်လာအောင်ပေါ့နော်ဆိုတော့အခုညီမတို့သတိထားမိလို့ဆိုပြည်တွင်းပြိုင်ပွဲလေးတွေရှိရဲ့ဒါပြောမဆိုရင်တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲရှိကောင်း maybe ရှိကောင်းရှိမယ်ပြီးတော့ဌာနဆိုင်ရာပွဲတွေလည်းအမျိုးမျိုးရှိမယ်ပေါ့နော်ဒါပေမဲ့ဒီထက်မကပုံမိုရှိလာမယ်ပြိုင်မဲ့သူတွေဝင်ကစားမဲ့သူတွေလည်းပို့ပြီးများလာမယ်ဆိုရင်တော့ညီမထင်တယ်ပို့ပြီးတော့ဒီထက်မျိုးဆက်တဲ့လူငယ်တွေမွေးဖွားနိုင်မယ်လို့ထင်တယ်အမရဲ့အမြင်အနေနဲ့ရောဒီ generation gap ဖြစ်နေတဲ့ဒီ volleyball အပေါ်အမအနေနဲ့ဘယ်လိုမျိုးအပေါင်းလက္ခဏာဆောင်တဲ့အကြံဉာဏ်ပေးချက်ဆိုရင်ဒီလူတွေပို့ပြီးစိတ်ဝင်စားလာအောင်ဘာလုပ်သင့်တယ်လို့ထင်ပါလဲလူတွေပို့ပြီးစိတ်ဝင်စားရင်တော့ဟိုပေါ့နော်ကျောင်းသားအကစားပွဲတော်တို့ဘာညာအဲ့လိုမျိုးတွေလုပ်ရင်တော့ volleyball တွေပါလေပွဲတွေများများလုပ်ပေးရင်တော့ဟိုလူတွေစိတ်ဝင်စားအခုနောက်ပိုင်းမှာတော့ဒီရန်ကုန်မှာတော့တော်တော်စိတ်ဝင်စားကြပါတယ်အခုနောက်ပိုင်းကစားလာကြရတယ်တွေ့ဟုတ်ကဲ့အားကြောင့်အခုလေဝိစင်မှာလည်းအခုလက်ရှိအဲကလေးတွေခေါ်ပြီးတော့ပေါ့နော်ဟိုတင်တာရှိရ20အောက်ပေါ့နော်U20မွေးထားနေမွေးထားနေပြီဟုတ်ကဲ့အခုလည်းဖွဲ့ချုပ်အစ်စ်နဲ့ပေါ့နော်ပြန်ဖွဲ့စည်းထားဟုတ်ကဲ့ညီမတို့အများကြီးမျှော်လင့်နေပါတယ်ဆိုတော့တစ်ချိန်မှာလည်းကစားကြပါအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အမဒါဆိုရင်အမပရိသတ်တွေရှိရရင်တော့အမချမ်းဆိုရွေးသိကြဆန်းဆန်းထေးလို့တိတ်ညီမတို့တောင်မှအမရဲ့နာမည်ရင်းမေ့သွားကြချမ်းလို့ပဲသိကြရလေနော်ဆိုတော့အမကိုချမ်းဆိုပြီးအားပေးပရိသတ်တွေရှိရအခုလက်ရှိကစားနေရလဲချို့တွေကမေးကြရချို့ comment တွေမှာညီမကြည့်ရလေအမကမကစားတော့ဘူးလားဖေရောက်သွားလဲဘာလို့ဆိုအမအကောင်းဆုံးစုတွေကိုအများကြီးလဲယူထားဖို့နိုင်ငံတကာပွဲတွေ့ကြုံနေလဲရှိဆိုအမျိုးသမီး volleyball ရဲ့မှာဆိုလဲလက်ချိုးကြီးဆိုအမဒီထင်ရှားဆုံးသူလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုလူကပျောက်သွားတယ်လို့ပြောလို့ရတယ်ဒီလောကနေမတွေ့ရတော့ဘူးပေါ့ဆိုတော့အဲ့တော့ပရိသတ်တွေမေးရတဲ့တွေလည်းရှိမဲ့အခုဒါဒီဗီဒီယိုကြည့်ရတဲ့တွေဆိုလဲနောက်မကြခင်လာလိမ့်မယ်အမဘယ်တော့ကစားမှလဲလွတ်ရည်စင်ပြန်ကစားမှလားဒါကြီးကလာတော့မှာအဲ့တော့အဲ့သူတွေအတွက်တခါတည်းအမအဖြေပေးခဲ့ပါအောင်အမကစားပါတယ်ကစားတယ်ဘာလို့လဲဆိုတော့အခုမကစားတော့ဆိုတော့ဟိုလိုမျိုးပေါ့နော်ဟိုကအသက်ကန့်သက်ချက်တွေနားနေပါပေါ့နော်ဟိုတချို့ဆိုရင်အခုအဖွဲ့ချုပ်ကကန့်သက်တာဘယ်လိုလဲဆိုတော့စီကိန်းကစားထားတဲ့သူတွေမကစားတော့သူအမှန်တော့မျိုးဆက်တဲ့ဟိုထွက်ပေါ်လာအောင်လို့အားကြောင့်မို့ပေါ့နော်စီကိန်းကစားသမားတွေဟိုမပါရဘူးလို့အဲ့လိုမျိုးရှိရလေအသက်အကန့်သက်ချက်ပေါ့နော်25နှစ်အောက်တို့ဘာညာတော့အဲ့လိုတော့လုပ်ပါတယ်အမဒါပေမဲ့ခု open ပွဲတစ်ပွဲရှိတယ်ဒီဟိုမှာလေနေပြည်တော်မှာအလွတ်တန်းဟုတ်တိုင်ပွဲရှိကစားမှာအဲ့ကြရင်အားပေးပါအခုဒီ9လပိုင်းမှာစပြီးတော့ training စင်မှာ training စင်မယ်အဲ့ကြရင်အားပေးကြပါလို့ဟုတ်ကဲ့ပါဆိုတော့အမဘာပြောကျေးဇူးအများကြီးတင်ပါတယ်ညီမတို့ရဲ့ season ကိုလေတကူတကညီမလည်းတော်တော်အမကိုရှာလိုက်ရတယ်ပေါ့နော်ရှာလိုက်ရတယ်ဆိုတော့အဓိကတော့ဟိုခင်မင်းရင်းနှီးမှုတွေဆရာတွေကနေတစင်ပြန်ဆက်သွယ်ပေးရတဲ့အတွက်အမနဲ့ဆက်သွယ်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညီမတို့ရဲ့ season ကလည်းအဓိကဒီအားကစားလောကမှာရှိတဲ့အမျိုးသမီးတွေပေါ့နော်သူတို့ရဲ့ဒီစ조사နေမှုတွေတစ်ချိန်ကအောင်မြင်ခဲ့တဲ့သူတွေ future မှာအောင်မြင်လာမဲ့ဒီမျိုးဆက်တဲ့အမျိုးသမီးလေးတွေကိုဒါအဓိကဖော်ထုတ်ပြီးတော့မေးမြန်းတဲ့ season ဖြစ်တဲ့အတွက်ကြောင့်လေဒီ season မှာအမလည်းတစ်စိတ်တစ်ပိုင်းအနေနဲ့လာပါဝင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမလည်းဒီလိုပြောခွင့်ရှိရကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါပရိသတ်များရှင်ဒီတစ်ပတ်ရဲ့ဒါလီတို့ဒီ Women Voice မှာဆိုလို့ရှိရင်တော့တချိန်ကမြန်မာလက်ရွေးစင် volleyball အမျိုးသမီးတင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့အများစုသိထားတဲ့မချန်ဒါမှမဟုတ်လို့ရှိရင်မဆန်းဆန်းထေးရဲ့တွေ့ဆုံမေးမြန်းမှုကိုဒီနေ့တော့ဒီလောက်နဲ့ပဲရနာချင်ပါတယ်ဆိုတော့ဒါလီရဲ့ channel ဖြစ်တဲ့ The Sport Corner ကို like and subscribe လုပ်ခဲ့ပေးဖို့လည်းမြတ်တာရက်ခံချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတူပဲတင်ရှိပါရှင်